ဟုတ်ကဲ့ မင်းတို့နှစ်ယောက်ကိုမြင်ပြီးငါရဲ့ကောင်လေးကိုတတိယသွားတယ်ငါရဲ့ကောင်လေးကမတော်တဆဖြစ်ပြီးအသက်ဆုံးခဲ့တယ်ငါသူ့နောက်ကိုလိုက်ခဲ့တာဒါပေမဲ့ငါခုထသူ့ကိုရှာမတွေ့ဘူး ကိုတို့အပြင်ထွက်သောအချစ်ကိုကျင်းက food blogger လေးအဆင်ပြေတော့ပြေတော့ နောက်ဆုံးတော့လုံခြုံတဲ့နေရာရောက်လာပြီ ဘတ်ကမတိုင်လည်းရောက်နေပြီကျွန်တော်တို့စိတ်ပူစရာမလိုတော့ပါဘူးကြာ နောက်ဆုံးတော့လုံခြုံတဲ့နေရာရောက်လာပြီ live ကိုဒီနေ့တော့ဒီလောက်နဲ့ပဲကျင်းနေပေးကြပါနော် နောက်တနေ့သွားတူလို့လိုက်ဦးလား လိုက်ဘယ်တော့မတည့်ရဲ့အိမ်မသွားတော့ မော်ပေးအေးတိုက်ချင်လို့ခေါ်တာပါ